ကျမကြီးနဲ့ညီညွတ်တဲ့ကင်နေပဲလောက်စားမလားကိတ်မုံနေပဲဖုံမလားဒီတိုရှိပါ oven လေးရှိမယ်ဆိုရင်အလွယ်လေးပြုလုပ်လို့ရပါတယ်ဗျာဒီကလုတ်လေးကတော့အပေါ်ဘက်ကအပူချိန်ကိုချိန်ကြီးလို့ရကလုတ်လေးပါအပူချိန်130အထိမြင့်ဆုံးထားပြီးပြုလုပ်လို့ရတယ်ဒီကလုတ်ကတော့အောက်ဘက်ကိုအပူပေးမလားအပေါ်ဘက်ကိုအပူပေးမလားအောက်ကောအပေါ်ရောအပူပေးချိန်လည်းရပါတယ်ဒီဟာလေးကတော့ကျွန်တော်လေပူစနစ်ဖြစ်သွားပါမယ်ဒီဟာလေးကတော့9ကင်နေကင်စားတဲ့အချိန်မှာအော်တိုလဲတဲ့ခလုတ်လေးဖြစ်ပါတယ်ဒီခလုတ်လေးကတော့အောက်ဘက်ကအပူချိန်ကိုချိန်ကြီးလို့ရတဲ့ခလုတ်ပဲဖြစ်ပါတယ်အမြင့်ဆုံး130အထိထားပြီးမှပြုလုပ်လို့ရပါတယ်ဒီအောက်ဆုံးဘက်ကခလုတ်ကတော့ထိုင်မှာချိန်ကြီးလို့ရတဲ့ခလုတ်လေးပဲဖြစ်ပါတယ်မိနစ်60အထိအမြင့်ဆုံးထားလို့ရပါတယ်အထက်ထဲမှာဆိုရင်တော့တန်စကာလေးပါမယ်ကိန်းလုံးဖိုးလို့ရတဲ့ပန်လေးလည်းပါမယ်ဒါလေးကတော့ fan ဖြစ်ပါတယ်ဒီတုတ်ချောင်းလေးကတော့ကြက်တွေငါးတွေအကောင်လိုက်ပြင်စားတဲ့အချိန်မှာသုံးတဲ့တုတ်ချောင်းလေးပါဒီတိုရှိပါ oven လေးကို9သိန်း1000နဲ့ Golden Mobile Electronic မှာလာရောက်ဝယ်အားပေးလို့ရပါပြီဗျာ